အစီစုလေးရှိတဲ့ chest အောင်နာရင်အုပ်ကြွတာအောင်နာတွေကိုပို့ပြီးတော့ချစ်လက်လာအောင်အထောက်ကူပြုတဲ့အရန်ထိရောက်တဲ့အစစ်မြင့်အကျင့်ခံတစ်ခုကိုဒီနေ့ဒီဗီဒီယိုမှာပြပေးမှာဖြစ်ပါတယ်ဒီကစားနည်းကိုလေ့ကျင့်မယ်ဆိုရင်ကျွန်တော်တို့ chest အောက်ပိုင်းတွေပို့ပြီးချစ်လက်လာမယ်ပို့ပြီးထင်ရှားလာမယ်ပို့ပြီးအစီကျလာဖို့အထောက်ကူပြုပေးမယ် chest တွေပို့တောင့်တင်းလာတယ်ဆိုတိုင်းအသေးကွဲတဲ့ဒဏ်ကိုခံနိုင်မယ်လို့တော့ကျွန်တော်အာမမခံဘူးဒါပေမဲ့အစီကျချစ်လက်ဖို့တော့ဒီကစားနည်းကများစွာထောက်ကူပြုမှာဖြစ်ပါတယ်What's up beast ဘာမှပြီးဆက်ကြိုးပါတယ်ကျွန်တော်တို့ဘာမှ beast special admin data ရဲ့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်အရင်တုန်းကတော့ chest တွေတင်ခဲ့နောက်ပိုင်းကျွန်တော် chest ကအရင်ကြီးနေတဲ့အတွက်ကြောင့်အခြားမာဆယ်တွေကလိုအာယုံရောက်နေတဲ့အတွက်ကြောင့် chest နဲ့ပတ်သက်ပြီးတိတ်ပြီးတော့တင်မေးလေးမရှိဘူးပေါ့နော်ဒါပေမဲ့အခုဒီနေ့မှာတော့ကျွန်တော်အများစုရဲ့အခက်အခဲဖြစ်တဲ့ဒီ chest ဆောင်နာတွေပို့ပြီးတော့ချစ်လက်ဖို့အတွက်အရင်ထောက်ကူပြတဲ့ကျွန်တော် modify လေ့ကျင့်ခန်းတစ်ခုကိုကျွန်တော်ပြပေးမှာဖြစ်တယ်ပေါ့နော်ဒါဒီ cable decline fly မြေမှုနေကြပုံစံနဲ့ဘာကွာမလဲဆိုရင်ဒီကစားနည်းဒီအတက်ကောအစင်းရောမှာအလုပ်လုပ်တယ်လုပ်တဲ့အပြင်ကိုပုံမှန်ကစားနည်းနဲ့ကွာမဲ့ချက်ကပုံမှန်ကစားနည်းရဲ့ adaptation movement ပဲပါမယ်ဒီကောင်ဒီ adaptation ပြင် internal rotation လဲပါလေတဲ့ movement ပါတဲ့ကြောင့် chest muscle pectoralis major muscle ရဲ့အဓိက function တစ်ခုဆုံးပေါ့ကျွန်တော် trainer တယ်ကျွန်တော်လက်ကင်ကိုကျွန်တော်ခေါင်းထက်မြင့်တဲ့အနေထားမှာထားမယ်ပြီးသွားရင်ကျွန်တော်တို့လက်ကင်တစ်ဖက်ကိုကင်ပြီးတဲ့အခါမှာပထမဆုံးစတဲ့ position ဒီလက်ဒီကျွန်တော်တို့ရဲ့ပခုံးအမြင့်နားမှာရှိရင်ဒါမှမဟုတ်ပုံမြင့်ကျင်နဲ့မြင့်လို့ရတယ်ပြီးသွားရင်ရင်ဘတ်ကို open လုပ်ထားတယ်ဒါဒီ static position ပြီးတော့ရင်ရင်ဘတ်ကိုကုန်းလိုက်မယ်ဒါဒီ chest ကို open လုပ်ထားတာ chest ကိုကုန်းလိုက်ပြီးတော့ကျုံလိုက်ပြီးတော့လက်ကိုဖိချလာမယ်ဖိချအချိန်မှာအကြီးကျယ်ချက်ကဒီလိုကုန်းလာတဲ့အတူကျွန်တော်ရဲ့လက်ဒီ internal rotate အထက်ကိုလဲပြီးတော့မှဆုလာအဲ့တော့ဒီလိုလဲပြီးဆုလာတယ်ပြီးတော့ရင်ပြန်တက်မဲ့အခါမှာ chest ကိုဖွင့်ပြီးတော့ဖြည်းဖြည်းချင်းထိန်းတက်တယ်ပြီးတော့ရင် chest လေးကိုကုန်းကုန်းလေးထားလိုက်ပြီးတော့လဲပြီးတော့ဆင်းတယ်အဲ့တော့ဒီလိုမျိုး movement ပါမယ်ပြီးတော့ရင်အသက်ရှူပြီးတော့ဒီမှာကိုဖွင့်ပြီးတော့တက်မယ်ဒီမလေးကိုပြန်ကုန်းမယ်ပြီးတော့ရင်လက်လေးကိုအတွင်းဘက်ကိုလဲလိုက်မယ်လဲလိုက်တဲ့ခါမှာညှစ်တဲ့ခံစားချက်ပိုရလိမ့်မယ်အဲ့တော့ဒီအဆင်းမှာလည်းညှစ်တယ်အပေါ်မှာလည်းရင်မဖွင့်ပြီးတော့ထိန်းဆင်းတဲ့အတွက်ကြောင့်ကြွတာနှစ်ခါအလုပ်လုပ်ကြတယ်အဲ့တော့ဒီကစားနည်းကိုကျွန်တော်ဘေးတိုက်မြင်အောင်ကျွန်တော်နည်းနည်းလေးပြပေးခြင်းသေးတယ်ဗျာ။ဘာလဲဆိုတော့ဒီ movement အရင်ရေးကြည့်တယ်။အတက်မှာဒီမကဖွင့်ထားတယ်။အဆင်းမှာဒီလိုမျိုးလေးအဆင်းမှာကျွန်တော်တို့ဒီမက်ကိုဒီလိုမျိုးလေးကုန်းလိုက်တယ်။ပြီးတော့လက်ကို interrate လို့အတွင်းကိုလဲပေးဖို့လိုတယ်နော်။အဲ့ပုံစံလေးတွားဖို့လိုတယ်ပေါ့နော်။အဲ့တော့ဒီကစားနည်းကို chest နေမှာ try ကြည့်ပါ။ကျွန်တော်တို့ chest ဆောင်တာတွေပို့ပြီးချစ်လက်ပြီးတော့စီချဖို့အတွက်များစွာအထောက်အကူဖြစ်ပါတယ်ဒီကစားနည်းကိုအဆုံးထိကြည့်ပေးတဲ့ကြောင့်အားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းအားလုံးအတွက်အကျိုးရှိတဲ့ဗီဒီယိုများနဲ့ပါမှပြီးပြန်လာပါမယ်I'll be back